ဒီကနေ့ညဟောကြားနာကြားရမယ့်တရားကတော့ဖေဖေမေမေတို့ကိုယူဆိုင်နားလည်ပေးပါလို့အမည်တစ်မျိုးရတဲ့မိသားစုဆက်ဆံရေးတရားပဲဖြစ်ပါတယ်တရားလို့ဦးဇင်းတို့ဆိုတာတဲ့မိဘနဲ့သားသမီးတို့ရဲ့ဆက်ဆံရေးကိုပြောတဲ့စာပေဟောပြောပွဲဆန်ဆန်တရားပွဲလို့ဦးဇင်းတို့ဆိုချင်ပါတယ်လက်တလုံးမှာယနေ့ခေတ်မှာဆိုရှယ်မီဒီယာမှာရော online Facebook မှာပါမြင်တွေ့ရတဲ့မိဘနဲ့သားသမီးတို့ရဲ့ဆက်ဆံရေးနဲ့လူမှုရေးအကြောင်းအရာတို့ကိုမူတည်ပြီးတော့ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်များနဲ့ပေါင်းဆက်ကရှင်တွဲပြီးဟောကြားမဲ့မိသားစုဆက်ဆံရေးခေါ်ဖေဖေမေမေတို့ကိုယူဆိုင်နားလည်ပေးပါလောကကြီးမှာလူနှစ်ယောက်ရှိရဲ့အဲ့ဒီလူနှစ်ယောက်ကကိုယ့်ရဲ့ငယ်ဘဝနဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့စကူးအိမ်မက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုမေ့ပြီးတော့သားသမီးတွေကြီးပြင်းလာတာနဲ့အမျှကိုယ်နဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုမေ့လျော့သွားခဲ့တဲ့သူနှစ်ဦးပါအဲ့ဒီသူနှစ်ဦးဟာဆင်းရဲဒုက္ခတွေနာကျင်ဝမ်းနည်းမှုတွေကိုနှစ်ယောက်အတူမျှဝေကခါးစည်းခံခဲ့ကြတယ်သူတို့ဘဝတသက်တာကိုသားသမီးတွေအတွက်ပိဆက်အနစ်နာခံခဲ့ကြတဲ့သူနှစ်ယောက်ပေါ့အဲ့ဒီသူနှစ်ယောက်ဟာသူတို့ရဲ့ဘဝမှာသားသမီးတွေတဲ့အရာရာကိုပိဆက်အနစ်နာခံခဲ့ကြတယ်အဲ့ဒီသူနှစ်ယောက်ကဘသူတွေလဲလို့မေးရင်ဖေဖေမေမေတို့ပါပဲလောကမှာရှိကြတဲ့မိသားစုဝင်တိုင်းမှာအဖေမေကနေမွေးထုတ်ပြလိုက်တဲ့သားသမီးတွေတိုင်းမှာအမှုအကျင့်တွေအတွေးခေါ်လို့ဆိုတာတယောက်တစ်မျိုးစီရှိကြတယ်ဆိုတာပုံသေးပါပဲတယောက်ရဲ့ဇယိုက်တွေကိုအခြားတယောက်ကကြိုက်တာမကြိုက်တာကြိုက်ကြိုက်မကြိုက်ကြအချင်းချင်းတော့ညီကိုမောင်နှမတွေဖြစ်ကြတဲ့အတွက်ကြောင့်မို့မေတ္တာထားရတာပဲမဟုတ်လားဘာလို့လဲဆိုတော့ဒီချစ်ချင်းမေတ္တာဆိုတာနားလည်မှုကနေပေါက်ဖွာလာလို့ပါပဲဒါပေမဲ့သားသမီးတိုင်းကတော့မိဘတို့အပေါ်မှာဆက်ဆံတဲ့အခါမိဘတို့ရဲ့စိတ်နဲ့မိဘတို့ရဲ့နှလုံးသားကိုတော့မိဘတို့ရဲ့စိတ်နဲ့မိဘတို့ရဲ့နှလုံးသားအပေါ်ကိုတော့တိတက်နားလည်တတ်တဲ့သားသမီးဆိုတာကအရှားသားပဲဖြစ်ပါတယ်တိလကံထေကရာမှာပါရှိတဲ့ပုံမြင်လေးကိုပြောကြမယ်လို့ဆိုရင်အဲ့ဒီတိလကံထေကရာမှာပါရှိတဲ့သားမီးနှစ်ယောက်ပုံမြင်လေးကိုဦးဇင်းတို့တရားနာပရိသတ်တွေကိုသိအောင်ပြောရမယ်လို့ဆိုရင်တခါကအမေဖြစ်တဲ့သူကသားဖြစ်တဲ့ကလေးကိုအလုပ်တစ်ခုခိုင်းဖို့ဆိုပြီးတော့ခေါ်တဲ့အခါမှာသားလုပ်တဲ့သူကပုံစံအမျိုးမျိုးအကြောင်းပြပြီးတော့မလုံးတဲ့အပြင်အမေဖြစ်တဲ့သူကိုတောင်မှဒီသားလုပ်တဲ့လူကပြောင်းပြဆဲပြသွားပြီးတော့ထွက်ပြေးသွားကြတယ်။ဒါကြောင့်အမေလုပ်တဲ့သူကကရုဏာဒေါသနဲ့ဒီသားလုပ်တဲ့သူကိုအပြစ်တင်နေဒီကောင်လေးတုံးတဲ့ထဲကိုရောက်ရင်ကျွဲစိုးကြီးတေကောင်ကလိုက်ခတ်ပါစေတော့ဆိုပြီးတော့အဲ့ဒီလိုမိဘဖြစ်သူကကျိန်ဆူပြီးကရုဏာနဲ့ရှင်တဲ့ဒေါသနဲ့အဲ့ဒီလိုကျိန်ဆူလိုက်တဲ့အချိန်မှာဒီသားလုပ်တဲ့သူကတော်တဲ့ကိုရောက်တဲ့အခါသူ့အမေဆူခဲ့တယ်လို့ပါပဲရိတ်သက်ကြီးဒီကျွဲစိုးကျွဲကန်းကြီးကတော်ရဲကနေထွက်လာပြီးတော့လိုက်ခတ်မဲဆိုပြီးတော့ဒီကလေးစီကိုပြေးလာတော့တာပေါ့သားလုပ်တဲ့သူကလည်းအဲ့ဒီလိုစတော့ပြေးပြီးတော့နောက်ကြမှမပြေးနိုင်တော့ရက်နေလိုက်တယ်ရက်ပြီးတော့မှသားလုပ်တဲ့သူကသစ္စာပြုတယ်ဘယ်လိုသစ္စာပြုတယ်လဲလို့ဆိုတော့မိမိရဲ့အမေသည်တဲ့မိမိကိုတည်တည်လို့သောဒေါသစိတ်နဲ့ပြောဆိုခြင်းမဟုတ်ပဲ
မေတ္တာစိတ်မေတ္တာမှန်နဲ့မေတ္တာပါတဲ့ကရုဏာဒေါသစိတ်နဲ့ပြောဆိုကြယူမှန်ပါလျင်ထိုကျွဲစိုးကြီးသည်ထိုနေရာမှာပင်ပျောက်ကွယ်ပါစေစတည်းလို့အဲ့ဒီလိုသစ္စာပြုလိုက်တာနဲ့ဒီလိုသစ္စာပြုလိုက်တာနဲ့တပြိုင်နက်ဒီကျွဲစိုးကျွဲကန်းကြီးဟာထိုလိုက်လာတဲ့တောဤထဲမှာပဲထိုနေရာကနေပဲပျောက်ကွယ်သွားခဲ့ပါတယ်ဦးဇင်းတို့ဒီပုံမြင်ကိုခြုံငုံပြီးတော့ပြောရမယ်လို့ဆိုရင်မိဘတွေဟာဘလောက်ပဲဆိုးတဲ့သားသမီးကိုဖြစ်ပါစေဘလောက်ပဲမိုက်ကန့်ဆိုးသွမ်းနေတဲ့သားသမီးကိုပင်ဖြစ်ပါစေကရုဏာဒေါသမေတ္တာနဲ့ရှင်တဲ့ဒေါသနဲ့သာဒီပြောမရဆိုမရတဲ့သားသမီးကိုအားမရတဲ့သားသမီးကိုပြောဆိုတတ်ကြပါတယ်ဒီလိုပြောဆိုရမှာလဲဘယ်တော့မှကိုသားသမီးတယောက်ကိုဒုက္ခရောက်အောင်ဒီလိုသောဆန္ဒနဲ့ပြောမှုပြောဆိုပြစ်တင်တာမျိုးဆိုတာလုံးဝမရှိပါဘူးဒါကိုသားသမီးလုပ်တဲ့သူတွေကနားလည်ကြလားလို့ဆိုတော့လုံးဝကိုနားမလည်ကြပါဘူးအဖေမေရှိတဲ့တုန်းမှာတော့စူလိုက်ဆဲလိုက်ကြဟုတ်လားပြောလိုက်ဆိုလိုက်ကြမိဘတို့ရဲ့စိတ်နဲ့နှလုံးသားကိုနားလည်အောင်မကြိုးစားကြပါပဲနဲ့မိမိထင်ရာကိုထင်ရာကလေးရွှေနှမ်းလောက်ကြပြီးပြောကြဆိုကြတယ်အမေအဖေတွေကိုအဖြစ်တင်ကြတယ်ဒီအမေအဖေတွေတည်တဲ့ချိန်ကျမှသူတို့ကဘာလုပ်ကြလို့ဆိုတော့ငိုကြတာပေါ့ဒီဘက်ခေတ်သားသမီးတွေဆိုတာကိုတောင်မှဆိုသေးတယ်လို့ပြောရမယ်မဟုတ်ပါလားမိဘတွေငါတို့တော့မတတ်ပါဘူးငါတို့တော့မသိပါဘူးငါတို့သင်ထားတဲ့ပညာတွေအရမိဘတွေရဲ့အယူအဆတွေကတခြားစီပါဆိုပြီးတော့အဲ့ဒီလိုမိဘတို့ကိုဇုံလုံးကမ်းပြီးတော့မိဘတို့ကိုဇုံကန်ပြီးတော့ပြောကျင်ကြတယ်ဒီမိဘတွေငါတို့တော့မသိပါဘူးမတတ်ပါဘူးလို့ဆိုပြီးတော့သူတို့အရင်ကလောကကြီးကိုအရင်ရောက်လာကြတဲ့မိဘတွေလောကရန်အကြောင်းတွေကောင်းကောင်းသိတဲ့မိဘတွေရဲ့အဆုံးအမစကားကိုဒီသားသမီးတွေကမနာခံချင်ကြတော့ပါဘူးတည်တဲ့အချိန်မှသာမိခင်ဖခင်အဖေမေတို့တည်တဲ့အချိန်မှသာဩဖေရဲ့အမေရဲ့လို့ဆိုပြီးတော့တကငိုတတ်ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့တခါကဦးဇင်းတို့စောက်တုတ်ထဲမှာမင်းကွန်းစာတော်ဘုရားကြီးရဲ့ဘဝပုံရိပ်လေးတစ်ခုကိုဖတ်မှတ်ခဲ့ဘူးပါတယ်ဆရာတော်ဘုရားကြီးမှာညီတယောက်ရှိပါတယ်သူ့ရဲ့ညီကအမေသေးတဲ့အချိန်မှာရောက်လာပြီးတော့ဒီသူ့ရဲ့ညီကငိုတာပေါ့ငိုရှာတာပေါ့အဲ့ဒီလိုညီဖြစ်တဲ့သူငိုနေတာကိုဆရာတော်ကြီးကတွေ့တော့ဘယ်လိုပြောသလဲလို့ဆိုတော့အေးတဲ့မောင်ပစုမင်းကတော့ငိုပေါ့တဲ့မင်းကမိုးကျေးဇူးမှမဆက်နိုင်တော့မိုးကျေးဇူးကိုမဆက်နိုင်တော့အမေတေမလာငိုရှာတာပေါ့ငါကတော့မလို့ဘူးအမေရဲ့ကျေးဇူးတရားတွေကိုဒီဘဝမှာဆက်နိုင်တယ်မြတ်ငါဆက်ခဲ့ပြီလို့ပြောခဲ့ဘူးတယ်တဲ့ပြည်တဲ့ဤဒါကြောင့်လည်းမြတ်စွာဘုရားရှင်ကဇာတကထာဂရမှာဟောထားတာပေါ့မာတာသပိတာသဥပဋ္ဌိတာမေအနာနုတ္တပံပရလောကံဂမိတံမာတာသပိတာသဥပဋ္ဌိတာမေအနာနုတ္တပံပရလောကံဂမိတံအဲ့ဒီလိုဟောတော်မူခဲ့ပါတယ်မိဘဟောတရားချီးမွမ်းသူများဟာနောက်ဘဝအကူပြောင်းဖို့စိုးရိမ်တရားမလိုဘူးတဲ့မိဘဟောတရားချီးမွမ်းသူတွေဟာတမလွန်လောကနောင်ဘဝလမ်းမကြီးအတွက်တမလွန်လောကနောင်ဘဝလမ်းမကြီးအတွက်ဖြောင်ပြနေမိတာဖြစ်တယ်လို့မြတ်စွာဘုရားရှင်ကမိဘချီးသူတွေနဲ့ပတ်သက်ပြီးအဲ့ဒီလိုဟောကြားခဲ့ပါတယ်ဒီလိုမိဘချီးသူတွေနဲ့ပတ်သက်ပြီးဟောထားတဲ့တရားတွေဆိုတာလည်းများစွာရှိပါတယ်ဇတ်တော်တွေထဲမှာလို့ဆိုရင်ဦးဇင်းတို့တသုတ်နှစ်သုတ်ထုတ်ပြရမယ်လို့ဆိုရင်သူရနုဇတ်တို့သုလနန္ဒီယဇတ်တို့ဂေဇာဇတ်တို့ပါမယ်ဒီဇတ်တော်တွေများစွာရှိကြပါတယ်
ထိုထဲမှာဦးဇင်းတို့လူရင်းတူရှင်နဲ့ကိစ္စဇက်ကိုပြောရမယ်လို့ဆိုရင်ဖျားလောင်းတော်ဟာလင်းတငှက်ဘဝကပုံမင်းမဆန်းဖြစ်ပြီးတော့မျက်စိမမြင်ရှာတဲ့မိအဖတို့ကိုလှုပ်ကြွေးပြုစုနေတဲ့အချိန်ဒီနေ့မှာမုတ်ဆိုးထောင်ထားတဲ့ကြော်ခွဲမှာမိတော့ဒီလင်းတငှက်ကသူ့အတွက်မပူရှာပဲနဲ့ကူထဲမှာကြံရစ်ခဲ့တဲ့မိအိုဖအိုတို့အတွက်သာတွေးပြီးတော့ငါရဲ့မိအိုဖအိုငါရဲ့အမေအဖေတို့ညီတို့နေကြမိမသိမိတို့စားကြတောက်ကြမိမသိလို့အဲ့ဒီလိုတွေးပြီးတော့ငိုးနေရှာတဲ့ဖြစ်တယ်ထိုချင်းရကိုမုတ်ဆိုးကြီးတွေးတော့လူစကားပြောတတ်တဲ့ငှက်တင်ဖကြောင့်ငိုးနေတာလေလို့အဲ့ဒီလိုမေးတဲ့အချိန်ဖျားလောင်းလင်းတငှက်ကြီးကချင်းမုတ်စုငါဟာပုံမင်းမစွမ်းဖြစ်ပြီးတော့မျက်စိနဲ့ကွင်းအလင်းမရရှာတဲ့မိအိုဖအိုတို့ကိုလိုင်ကူမှာထားပြီးတော့ကျွေးမွေးပြုစုနေတဲ့သူဖြစ်ပါတယ်ယခုသင်ကငါ့ကိုဖမ်းထားတဲ့အတွက်ကြောင့်ငါရဲ့မိဘများအတွက်စိုးရိမ်ပြီးတော့ငါငိုနေရရှာပါတယ်လို့အဲ့ဒီလိုဘုရားလောင်းကမုတ်ဆိုးကြီးကိုပြန်ပြောရှာပါတယ်ဒီအခါမှာမုတ်ဆိုးကြီးကချင်းလင်းတာတဲ့လင်းတာဆိုတာမျိုးဟာလင်းတာတို့ဆိုတဲ့အမျိုးတွေဟာယူဇနာတရားမြဝေးတဲ့ယူဇနာတရားကနေဝေးတဲ့အသေးကောင်းကိုတောင်မှမြင်နိုင်စွမ်းရှိတယ်လို့လူတို့ပြောကြတာကိုငါကြားဘူးတဲ့တို့ပါလေနဲ့အဖေကြောင့်သင်ကငါထောင်ထားတဲ့ပိုက်ကွန်ကိုအဖေကြောင့်သင်မမြင်ရတာလေလို့အဲ့ဒီလိုမုတ်ဆိုးကမေးတဲ့အချိန်မှာမုတ်ဆိုးချင်းမုတ်ဆိုးတရားဝါတွေဟာပျက်စီးဖို့ကံရောက်လာပြီလို့ဆိုရင်အနေရှိတဲ့ပိုက်ကွန်လိုကြော်ဝင်းလိုအရာတွေကိုလည်းမမြင်နိုင်တော့ကြောင်းဘုရားလောင်းလင်းတာကသူလင်းတာဘုရားလောင်းလင်းတာငယ်ကအဲ့ဒီလိုမုတ်ဆိုးကြီးကိုပြောရှာပါတယ်မှန်ပါတယ်ပြည့်တဲ့တရားဝါတို့ကအာဟုသူအကျိုးတွေပေးဖို့ကြုံလာပြီလို့ဆိုရင်အမားကိုအမှန်အဖြစ်မြင်လာကြတယ်မတရားဘူးလို့ထင်တဲ့သဘောတရားတွေကလည်းတရားတဲ့အသွင်ကိုစောင်းလာတတ်တယ်လို့ဝဇီရာဗုဒ္ဓတိကာမှာဒီလိုလာပါတယ်ဒါကြောင့်အဲ့ဒီလိုပဲထိုကဲ့သို့လင်းတာငှက်ကဘုရားလောင်းလင်းတာငှက်ကမုတ်ဆိုးကြီးကိုထိုကဲ့သို့ပြောရှာတော့မုတ်ဆိုးကြီးကဒီဘုရားလောင်းလင်းတာငှက်ကိုကျင်ညိုတရားပွားပြီးတော့နှစ်သက်ကြည်ပြူစွာနဲ့ပဲဘုရားလောင်းလင်းတာကိုလှုပ်ပေးလိုက်ပါတော့တယ်ဒါကြောင့်မိမိတို့ဘဝမှာအသက်ရှင်ရက်တည်နေရခြင်းရဲ့ဖြစ်တည်မှုနဲ့ဝင်လေထွက်လေကိုပြန်သုံးသပ်ကြည့်ကြမယ်လို့ဆိုရင်အဖေအမေတို့ရဲ့အသက်သွေးကြောတွေနဲ့မိမိတို့ဘဝတွေအသက်ရှင်ရက်တည်နေရတယ်ဆိုတာကိုမေ့သင့်ပါဘူးနောင်တဆိုတာမျိုးကနောင်မှရတတ်ကြလို့တို့သားသမီးတွေမိဘတွေရှိနေစဉ်မှာလိလိကိုရှုမထားကြဘဲနဲ့ကျွေးမွေးပြုစုကြပါလို့ဦးဇင်းဒီတရားပလင်ဘောကနေပြောချင်ပါတယ်ဒီလိုပြောရခြင်းဟာလူတွေဆိုတာသူများတဲ့ကားကိုအကူအညီတွေပေးပြီးတော့အလုံးများနေတဲ့အချိန်အိမ်မှာကြံခဲ့တဲ့ရွာမှာကြံခဲ့တဲ့မြို့မှာကြံခဲ့တဲ့မိခင်ဖခင်တွေကိုတော့လိလိရှုထားမိခဲ့ပြီးတော့မိနေတတ်ကြလို့ဦးဇင်းပြောရခြင်းပဲဖြစ်ပါတယ်အဝိမှာနေကြတဲ့သားသမီးတွေရှိခဲ့မယ်လို့ဆိုရင်အမြဲတမ်းမျောနေတတ်ကြတာအမြဲတမ်းတတိယတတ်ကြတာလူတွေလည်းလို့ဆိုပါရင်မိခင်ဖခင်ဖြစ်တဲ့အမေဖေတို့ကိုဒါကိုသားသမီးလုပ်တဲ့သူတွေကနားမလည်ကြပါဘူးတပတ်တခါပုံလေးဆက်တာ
အဖေအမေအတွက်ဒါကြောင့်မာကြောင့်လေးမေးတာစသဖြင့်ပြောရမှာကသားသမီးတို့တောင်းလွဲမဟုတ်တာတချို့သားသမီးတွေဆိုရင်ထိုကဲ့သို့ဖုန်းလေးဆက်ရမှာဒါကြောင့်မာကြောင့်ကိုယ့်ရဲ့အဖေအမေကိုပြောရမှာမေးရမှာတော့မှရှစ်တလူလူဇီးစားကြောင်းတလူလူအဲ့ဒီလိုချစ်တဲ့သားသမီးတွေတွေ့ဥပါတယ်တကယ်တော့မိဘတွေဆိုတာအဝေးရောက်သားသမီးတွေအတွက်လည်းပူရတယ်အနည်းနေသားသမီးတွေအတွက်လည်းမပြည့်စုံတာတွေမြင်ရတော့ဆက်စင်းရတဲ့အကြောင်းအရာတွေတွေ့ရကြားရတော့ဒီမိဘတွေဟာတောကပင်လည်းဝေးပြီးတော့ဆက်စင်းရတာဒီမိဘတွေဖြစ်တဲ့အဖေအမေတို့ပါပဲမိဘဆိုတာကိုသားသမီးတွေဘလို့ပင်အိမ်တော်တွေကြားကြပါသေးကိုမှသာမပြည့်စုံရင်မပြည့်စုံနဲ့သားတို့သမီးတို့အစဉ်ပြေပြေမျက်နှာပန်းလှလှနဲ့ဝိနိုင်စားနိုင်တာမြင်ရပြီဆိုရင်မုဒိတာစိတ်နဲ့ကြည်နူးမှုပီတိတွေနဲ့ဗိုက်ပြည့်နေတတ်ကြတာဟာမိဘလို့ဆိုကြတဲ့ဖေဖေမေမေတို့ပါပဲဒါကြောင့်ဖေဖေမေမေတို့ကိုဂရုစိုက်နားလည်ပေးရမှာကဘသူတို့ရဲ့တာဝန်ပါလဲပြည့်တယ်ဟုတ်ပါတယ်သားသမီးတွေရဲ့တာဝန်ပဲဖြစ်ပါတယ်မိဘနဲ့သားသမီးတို့ရဲ့ဆက်ဆံရေးမှာအဖေနဲ့အမေဆိုတာသားသမီးတွေအလုံးကိုချစ်တာမှန်တော်လည်းပဲအမြဲတမ်းရင်ထဲမှာဆန္ဒရှိကြရဲ့မဲ့သားသမီးတွေကိုချစ်တဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုတော့ပွင့်ပွင့်လင်းလင်းမထုတ်ပြတတ်ကြပါဘူးကိုယ့်ရဲ့နေကခံစားချက်တွေသားသမီးတွေတိကြမှာပါလေတည်ပြီးသားပါလေလို့အဲ့ဒီလိုတွေးပြီးတော့ယူဆတတ်ကြတယ်ဒါကြောင့်သားသမီးဖြစ်တဲ့သူတွေကအဖေမေတို့ရဲ့မပြောတဲ့စကားသံကိုအဖေမေတို့ရဲ့နှုတ်မှထွက်မလာတဲ့စကားသံကိုရှင်တဲ့အသေးတွေကနေနားလည်ရမယ်အဖေငါ့ကိုမချစ်ပါဘူးအမေငါ့ကိုမချစ်ပါဘူးလို့အဲ့ဒီလိုမထင်စေဘဲနဲ့မိဘဖြစ်သူတို့ရဲ့စကားကိုမပြောတော့လဲနားလည်ပေးကြရမှာလိမ့်ပဲ